ခမ်းမိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေ17ရက်နေ့မနက်ခင်းအဖွင့်နေမနက်မှာတော့6မှာအောင်ခဲ့ပါတယ်ဗျာအဖွင့်နေမနက်မှာလည်း9-6အောင်ခဲ့တယ်လို့စနေနေ့ညနေမှာလည်း6ဘူးအောင်ခဲ့ပါတယ်ဗျာ73ရက်နေ့မနေ့အတွက်ဖြစ်နိုင်ချေအကောင်းဆုံးခဏန်းတွေကိုခန့်ကလာပြပြပေးတာပါခုပြောပြမယ့်ခဏန်းတွေကတော့ထွက်စင်နေနဲ့ကြာစင်နေ73နှစ်စာခြေခံပြီးရှာဝေတွေ့ရှိထားတဲ့ခဏန်းလေးတွေကိုလာပြောပြပေးတာပါဒီခဏန်းလေးတွေကတော့73ရက်နေ့မနေ့အတွက်အကောင်းဆုံးရှာဝေထားတဲ့ခဏန်းလေးတွေဖြစ်ပါတယ်မျိုးချန်တဲ့မယ်လို့ထင်ပါတယ်ဗျာဒီကနန်းကြီးကကြာစင်နေနဲ့ထွက်စင်နေပုံမှာမူတည်ပြီးရှာဖွေပေးထားတာဖြစ်တဲ့အတွက်အာမခံချက်တော့မရှိပါဘူးဗျာကစားမယ်ဆိုရင်တော့မျိုးတို့ချိန်စားပြီးတော့ကစားကြပါလို့ပြောချင်ပါတယ်ကိုကတော့အကောင်းဆုံးကြိုးစားရှာဖွေပေးထားပါတယ်